အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့အထက်တန်းရှေ့နေတော်ဤဖြူနေမဲ့ဖြစ်ပါတယ်။မေးခွန်းလေးတစ်ခုမေးမြန်းထားတာပါ။မင်္ဂလာပါဗျာတဲ့မေးတာလေးဖြည့်ပေးစီခြင်းပါတယ်ဗျာတဲ့ခုခံကာကွယ်ခွင့်ကဘယ်အတိုင်းတာအထိခုခံကာကွယ်ခွင့်ရှိပါသလဲမင်္ဂလာပါတဲ့ဒီမေးခွန်းလေးဖြည့်ချပေးရမယ်ဆိုလို့ရှိရင်ရာဇသတ်ကြီးပုံမှန်100မှာကာကွယ်ခုခံပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့ပြဋ္ဌာန်းထားတယ်ပေါ့နော်။အဲ့ဒီမှာအချက်6ချက်ရှိတယ်။ဒီမကာကွယ်မခုခံဘူးဆိုလို့ရှိရင်တေပေးတို့ရောက်မယ်ဆိုရဲပေါ့နော်။ဥပမာကိုကနေပြီးတော့ပြန်ပြီးတော့ခုခံကာကွယ်တာမပြုတ်လို့ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့အသက်အန္တရာယ်ဆိုရင်ရတယ်ပေါ့နော်ဒါမျိုးဆိုလို့ရှိရင်အဲ့လိုလက်ရောက်မှုတွေကျူးလွန်တဲ့အခါမှာကာကွယ်ခုခံပိုင်ခွင့်ရှိတယ်နံပါတ်2အချက်ကကြတော့ဒီလိုမကာကွယ်မခုခံရင်အပြင်းထန်နာကျင်စေမယ်ပေါ့နော်ဒီလိုမျိုးကျူးလွန်တဲ့လက်ရောက်မှုတွေမှာကာကွယ်ခုခံပိုင်ခွင့်ရှိတယ်နံပါတ်3ချက်မရင်းကျင့်တဲ့အခါနော်အဲ့လိုမျိုးလက်ရောက်မှုတွေမှာမရင်းကျင့်ရန်ကြံရွယ်ချက်နဲ့ပေါ့နော်ဒီလိုမျိုးလက်ရောက်မှုတွေကျူးလွန်တဲ့အခါမှာကာကွယ်ခုခံပိုင်ခွင့်ရှိတယ်နံပါတ်4ချက်မှာဒီကာမရာဂစိတ်ကိုဒီဟိုပါပေါ့နော်ဓမ္မတာတိုင်းမဟုတ်ဘဲနဲ့ဒီလိုကျူးလွန်လာတဲ့လက်ရောက်မှုတွေပေါ်မှာကာကွယ်ခုခံပိုင်ခွင့်ရှိတယ်ပြီးသွားတဲ့အခါမှာနံပါတ်5အချက်အနေနဲ့ကလူကိုခိုးယူရန်ဒါမှမဟုတ်လို့ရှိရင်သွေးဆောင်ခေါ်ယူရန်အဲ့လိုမျိုးအကြံစီနဲ့ပေါ့နော်ကျူးလွန်လာတဲ့လက်ရောက်မှုတွေပေါ်မှာကာကွယ်ခုခံပိုင်ခွင့်ရှိတယ်ပြီးသွားတဲ့အခါမှာနောက်ဆုံးတစ်ချက်ကကြတော့ဒီပြည်သူ့ဝန်ထမ်းအာဏာပိုင်တွေကပေါ့နော်ဒီသူတို့တိုင်တန်းခွင့်မရနိုင်တဲ့အခြေအနေမျိုးတွေမှာကိုဒီလိုမတရားချုပ်နှောင်ထားမယ်ဆိုလို့ရှိရင်ဒီလိုမျိုးကြံစီလာတဲ့ကျူးလွန်မှုတွေပေါ်မှာဒီလက်ရောက်မှုတွေကျူးလွန်တဲ့အပေါ်မှာပေါ့နော်ကာကွယ်ခုခံပိုင်ခွင့်ရှိတယ်အဲ့လိုမျိုးကာကွယ်ခုခံပိုင်ခွင့်ဆိုတာကခုနကပြောတဲ့အချက်6ချက်ပေါ်မှာဒီတစ်ဖက်ကနေပြီးတော့လက်ရောက်မှုတွေကျူးလွန်လာတယ်ဆိုလို့ရှိရင်ကာကွယ်ခုခံပိုင်ခွင့်ရှိတာဖြစ်တယ်တကယ်တမ်းကဥပမာပေါ့နော်ကိုလက်နဲ့လာရိုက်တဲ့ဥစ္စာကိုတော့ဓာတ်နဲ့ပြန်ထိုးလို့တော့မရအောင်เนาะအဲ့လိုမျိုးကိုကျူးလွန်တဲ့ပုံမှာမူတည်ပြီးတော့ကိုကပြန်ပြီးတော့ကာကွယ်လိုက်တဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့မှဒါကဒီကိုအတွက်ကာကွယ်ခုခံပိုင်ခွင့်ရှိတာဖြစ်ပါတယ်ကိုကငကိုတွေကဓာတ်ဆောင်ထားပြီးတော့မှတစ်ဖက်ကလာပြီးတော့ရိုက်လိုက်လို့ကိုကဓာတ်နဲ့ပြန်ထိုးလိုက်တယ်ဆိုဒါကကာကွယ်ခုခံတာမဟုတ်ပါဘူးเนาะဒီလိုမျိုးတော့ကာကွယ်ခုခံပိုင်ခွင့်မရှိဘူးခုနကပြောတဲ့အချက်တွေနဲ့ကိုက်ညီတယ်ဆိုလို့ရှိရင်တော့ကာကွယ်ခုခံပိုင်ခွင့်ရှိတာဖြစ်ပါတယ်လို့ဖြေကြားပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်